အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့မနေ့အစောပိုင်းကျွန်တော်မြန်မာစံတော်ချိန်9နာရီခွဲမှာကျွန်တော်ဟေတီအသင်းနဲ့စကော့တလန်အသင်းတို့ရဲ့ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲရှိပါတယ်ပြီးရင်တော့မြန်မာစံတော်ချိန်10နာရီခွဲမှာဩစတြေးလျအသင်းနဲ့တူရကီအသင်းတို့ရဲ့ကမ္ဘာ့ဖလားပွဲစဉ်နောက်တစ်ပွဲရှိပါသေးတယ်အဲ့တော့မနက်ပိုင်းမှာလေကမ္ဘာတစ်လွှားကဘောလုံးချစ်မြတ်လို့တဲ့ပြည်သက်တွေအကုန်လုံးအတွက်မပြင်းရအောင်ကမ္ဘာ့ဖလားပွဲစဉ်နှစ်ပွဲစတိုက်ရှိနေပါတယ်ပထမဆုံးကျွန်တော်အစောပွဲကံမဲ့ဟေတီအသင်းနဲ့စကော့တလန်အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသပ်ပေးခြင်းပါတယ်အဲ့မှာကြည့်မယ်ဆိုရင်ကျွန်တော်ဟေတီအသင်းကကမ္ဘာ့ဖလားကံခဲ့တဲ့ခုနှစ်ကအရန်ကိုကြာခဲ့ပါပြီသူတို့ကလည်း return team ပုံစံနဲ့အခုမှတကြော့ပြန်ဝင်လာတဲ့အသင်းတစ်သင်းပါအဲ့လိုပါပဲစကော့တလန်ဆိုရင်လည်းတော်တော်ကြာခဲ့ပြီးမှပြန်ဝင်လာတဲ့အသင်းသင်းအဲ့တော့ဒီနှစ်သင်းရဲ့ထိတ်တိုက်တွဲဆုံမှုတွေကဘယ်လိုတွေဖြစ်လာနိုင်မလဲကျွန်တော်ပထမဆုံးပြောချင်တာကတော့ထုံစံတိုင်းပဲကျွန်တော်တို့ရဲ့အာရှပေါက်ဈေးဘူကီတိုင်တွေကဒီနှစ်သင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုဈေးဖွင့်လက်ထားလဲဆိုတော့ကျွန်တော်တို့စတီကြီးမနက်ခင်းကကြည့်တဲ့ဈေးမှာတော့ကျွန်တော်စကော့တလန်အသင်းကနေမှဟေတီအသင်းကိုတစ်လုံးတွင်းရင်90ရှုံးဘော်ဒီဈေးပေးထားပါတယ်ဒါကဘော်ဒီဈေးပါလက်ရှိကျွန်တော်အခုပြောနေတဲ့အချိန်မှာကိုစကော့တလန်အသင်းကဟေတီအသင်းကိုတစ်လုံးတွင်းရင်တရေဆိုတဲ့ဈေးကိုပေးထားပါတယ်ဒါပြောရင်ဘော်ဒီဈေးမှာ90ရာခိုင်နှုန်းပြုတ်ကျသွားတယ်ဆိုတဲ့သဘောပါပဲတခါကျွန်တော်တို့နှစ်ဖက်သွင်းကိုတွေကြည့်တဲ့ဂိုးပေါင်းတွေကိုကြည့်တဲ့အခါမှာတော့မူလတီကြီးတုန်းကသူတို့ပေးထားတဲ့မနက်ခင်းကြေးမှာနှစ်သိန်းပေါင်းသွင်းကိုနှစ်ဂိုးသွင်းရင်90ရှုံးလို့ပေးထားပါတယ်လက်ရှိကျွန်တော်အခုပြောတဲ့အချိန်မှာတော့နှစ်သိန်းပေါင်း3ဂိုးကသွင်းကိုဟာ3လုံးသွင်းရင်တော့မှ30နိုင်ဆိုတဲ့ဈေးကိုများစွာမြင့်တက်သွားပါတယ်နှလုံး90ရှုံးသို့မဟုတ်နှလုံးအပြည့်ရှုံးဆိုတဲ့ဈေးကနေ3ဂိုးသွင်းရင်30နိုင်3ဂိုးသွင်းရင်35ပြားနိုင်ဆိုတဲ့ဈေးလောက်ထိဂိုးပေါင်းဈေးကတော့မြင့်တက်သွားတာကိုတွေ့ရပါတယ်ဒါကအာရှတီဂျီသဘောကိုပြောတာပါအဲ့တော့ကျွန်တော်တို့နှစ်သင်းရဲ့ကမ္ဘာ့အဆင့်ရပ်တည်မှုတွေကိုကြည့်ရင်ဟေတီအသင်းကကမ္ဘာ့အဆင့်83နေရာမှာရပ်တည်နေပြီးတော့စကော့တလန်အသင်းကတော့ကမ္ဘာ့အဆင့်42နေရာမှာရပ်တည်နေပါတယ်သူတို့နှစ်သင်းရဲ့နောက်ဆုံးခြေစမ်းခဲ့တဲ့ကစားပွဲတွေကိုကြည့်ရင်ဟေတီအသင်းနေနဲ့နောက်ဆုံးကစားတဲ့ခြေစမ်းပွဲနှစ်ပွဲမှာနယူးဇီလန်အသင်းကို4-0နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးတော့နောက်တစ်ပွဲဖြစ်တဲ့ပီရူးအသင်းနဲ့ပွဲစဉ်မှာတော့2-2နဲ့ရှုံးနေခဲ့ပါတယ်ကျွန်တော်ဟေတီအသင်းကနေပဲစကြအောင်ဟေတီအသင်းကကမ္ဘာ့ဖလားခြေစစ်ပွဲကိုဘယ်လိုတွေအောင်မြင်လာလဲဆိုတော့သူတို့ခြေစစ်ပွဲမှာသူတို့ထက်ကမ္ဘာ့အဆင့်ပိုမြင့်တဲ့ကော့စတာရီကာအသင်းဟွန်ဒူရပ်စ်အသင်းသူတို့ထက်အဆင့်ပိုနှိမ့်တဲ့နီကာဂေါ်ရာအသင်းတို့နဲ့တအုပ်စုတဲ့ကြပြီးတော့ဟေတီအသင်းကအုပ်စုပထမနေရာကနေခြေစစ်ပွဲအောင်လာတာပါဒါကမ္ဘာ့ဖလားကို48သင်းတိုးမြင့်တဲ့အချိန်မှာလေဟေတီအသင်းတို့အခွင့်အရေးကဘာတွေရလဲဆိုတော့သူတို့ရဲ့မြောက်အမေရိကတိုက်မှာအင်ရှင်ဖြစ်တဲ့ကနေဒါမက္ကဆီကိုနဲ့ United States of America တို့က automatic အင်ရှင်ဖြစ်လို့ခြေစစ်ပွဲအောင်ထားတဲ့အတွက်အခြားသင်းတွေအတွက်အခွင့်အလမ်းတွေအများကြီးရရှိခဲ့ပြီးတော့အဲ့ကြားထဲမှာအဲ့အခွင့်အလမ်းကိုဟေတီအသင်းကရအောင်ယူနိုင်ခဲ့တာပါဟေတီအသင်းကအုပ်စုပွဲမှာဆိုရင်ဟွန်ဒူရပ်စ်ကော့စတာရီကာနီကာဂေါ်ရာနဲ့တွေ့ခဲ့ပေမဲ့သူက3ပွဲနိုင်2ပွဲသေး1ပွဲရှုံးနဲ့အုပ်စုပထမရပြီးတော့ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုတိုက်ရိုက်ခြေစစ်ပွဲအောင်လာတဲ့အသင်းဖြစ်ပါတယ်ဟေတီအသင်းရဲ့ကစားသမားပိုင်းကိုလေ့လာကြည့်တဲ့အခါကျတော့ကျွန်တော်တို့အများစုကကျွန်တော်ဒီမြောက်အမေရိကတိုက်ဘက်မှာကျင်လည်တဲ့ကစားသမားတွေတော်တော်များပါတယ်ဒါပေမဲ့ကျွန်တော်တို့ဥဆောင်လာမယ့်ကစားသမားလို့ဆိုလို့ရတာကတော့ Premier League ဆန်နာလန်တင်မှာကစားတဲ့ Wilson Isdor တယောက်ပါပါတယ်ပြီးရင် Wolverhampton အသင်းမှာကစားတဲ့ Bellet Gardi ရှိပါတယ်ဒါ Premier League ကစားသမား2ယောက်ပါသူတို့ကဥဆောင်လာနိုင်တဲ့ဘွယ်ရှိပါတယ်တခြားကစားသမားတွေကလည်းပြင်သစ်လိတွေမှာအခြေစိုက်ကစားနေတဲ့ကစားသမားတွေလည်းပါပါတယ်သူတို့ရဲ့ကစားကွက်ကကံဘူးသမျှခြေစမ်းပွဲတွေမှာကြည့်ရင်တော့သူတို့ကပုံမှန်ရိုးရှင်းတဲ့ 4-4-2 ကစားကွက်ကိုသာအသုံးပြုတာလည်းတွေ့ရပါတယ်ဒါကဟေတီအသင်းအကြောင်းကိုပြောတာပါအဲ့တော့တစ်ဖက်မှာရှိတဲ့စကော့တလန်အသင်းကိုတော့ပြောမယ်ဆိုရင်စကော့တလန်အသင်းကနောက်ဆုံးခြေစမ်းခဲ့တာကတော့ကျွန်တော်တို့ဘ
Bolivia အသင်းကို 4-0 နဲ့အနိုင်ရခဲ့တာပါပြီးရင် Chihuahua အသင်းကို 4-1 နဲ့သူတို့အနိုင်ရခဲ့ပါတယ်အသင်းငယ်တွေနဲ့ပဲသူတို့ခြေစမ်းထားတယ်ဒါပေမဲ့ဒီအသင်းတွေကဟေတီအသင်းနဲ့တိတ်မစိမ့်နဲ့တောင်အမေရိကမြောက်အမေရိကအသင်းတွေဖြစ်တာကြောင့်စကော့တလန်အသင်းကလည်းဒီပွဲအတွက်ကြိုတင်ခြေသွေးတဲ့သဘောနဲ့ခြေစမ်းထားတယ်လို့ထင်ပါတယ်အဲ့တော့စကော့တလန်အသင်းရဲ့လူစင်းကိုကြည့်မယ်ဆိုရင်တော့စကော့တလန်အသင်းကအများစုကကျွန်တော်တို့ Premier League သို့မဟုတ် Championship အင်္ဂလန်အခြေစိုက်ကလပ်အသင်းတွေမှာကစားနေတဲ့သူတွေပါသလိုစကော့တလန်လိကစားသမားတွေလည်းအများစုပါပါတယ်ဘယ်သူတွေဥဆောင်လာနိုင်လဲဘယ်သူတွေဥဆောင်လာနိုင်လဲဆိုတော့စကော့တလန်အသင်းမှာကျွန်တော်လက်ရှိနာပိုလီမှာခြေစွမ်းပြနေတဲ့အရင်မန်ယူကစားသမားဟောင်းမက်တိုမနီရှိပါတယ်လောလောလတ်လတ်ဖလားယူထားတဲ့ဗီလာအသင်းရဲ့မက်ခန်းရှိနေပါတယ်ဖာဂူဇန်ရှိတယ်ပြီးရင်ကျွန်တော်လီဗာပူးအသင်းရဲ့ဘယ်နောက်ခံကစားသမားရောဘတ်ဆန်ရှိတယ်အတိုက်စစ်မှာဆိုရင်အီတလီစီးရီးယားတိုရီနိုအသင်းမှာကစားနေတဲ့အဒမ်ရှိပါသေးတယ်ဒီကစားသမားတွေကနေဥဆောင်ပြီးတော့စကော့တလန်အသင်းကိုကမ္ဘာဖလားကြီးကိုလည်းတဲဆောင်လာတယ်လက်ရှိမှာလည်းပြိုင်ပွဲတွေကိုသူတို့ရှင်ပြိုင်ကစားတော့မှာပါအဲကြောင့်အုပ်စုကိုကြည့်ရအောင်ဒီအုပ်စုကကျွန်တော်တို့မနက်9နာရီမှာကံမဲ့ဘရာဇီးမော်ရိုကိုနဲ့တအုပ်စုတွေပါဘရာဇီးမော်ရိုကိုစကော့တလန်ဟေတီကျွန်တော်လွယ်လွယ်လေးကိုတွေးလို့ရပါတယ်ဟေတီဆိုတာအင်ဂျီအသင်းပါဘရာဇီးလို့နာမည်ကြီးကမ္ဘာဖလား9ချိန်ရအသင်းနဲ့နောက်ပိုင်းလုံးဝတက်သက်စလူငယ်တွေနဲ့ရောလူဟောင်းတွေပါပေါင်းပြီးတော့အရင်ကမ္ဘာဖလားတော့ကဆီမီဖိုင်နယ်စစ်တီတက်ရောက်ခဲ့တဲ့မော်ရိုကိုအဲကြားထဲမှာစကော့တလန်ညံ့နေတယ်အဲ့တော့စကော့တလန်ဘာလုပ်လဲကျွန်တော်သုံးသက်ချက်တိုင်းမှာအများနဲ့ပြောခဲ့တယ်ဒီနှစ်ကမ္ဘာဖလားက48တန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အုပ်စုပထမနဲ့အုပ်စုဒုတိယကဓာတ်ရိုက်ရှုံးထွက်ဆက်ကိုတက်ရောက်သွားနိုင်ခဲ့ပေမဲ့တတိယရတဲ့အသင်းကလည်းထွက်မသွားရပါဘူးသူတို့မှလည်းမျှော်လင့်ချက်တွေရှိနေပါသေးတယ်အဲ့တော့စကော့တလန်အသင်းရဲ့ပြစ်မှတ်ကအုပ်စုဒုတိယလားအုပ်စုတတိယလားဂျာကိုလိုချင်ရင်တော့သူကဒီပွဲမှာဟေတီအသင်းကိုမရရအောင်အနိုင်ကန်ဖို့လိုအပ်ပါတယ်ဖြစ်နိုင်ရင်ဂိုးပါများများသွင်းဖို့လိုအပ်ပါတယ်ဒါကရှင်းနေတာပါပဲအဲ့ကျွန်တော်တို့စကော့တလန်အသင်းကကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာဘလို့ဖြတ်တန်းပြီးတော့ဒီနေရာကိုရောက်ခဲ့လဲဆိုရင်သူတို့ရဲ့အုပ်စုမှာစကော့တလန်အသင်းအပါဝင်ဒန်မတ်ပါတယ်ဂရိပါတယ်ဘီလာရုစ်ပါတယ်လေးသင်းပတ်လည်မှာစကော့တလန်အသင်းက၄ပွဲနိုင်တပွဲတည်းတပွဲရှုံးနဲ့အုပ်စုပထမနေရာကနေဓာတ်ရိုက်ခြေစစ်ပွဲအောင်လာတာဖြစ်ပါတယ်အဲ့တော့စကော့တလန်ဘာလုပ်မလဲအုပ်စုကကျွတ်ချင်ရင်ဟေတီကိုအနိုင်ရဖို့လိုအပ်ပါတယ်ဂိုးများများသွင်းဖို့လိုအပ်ပါတယ်ဒါကရှင်းနေတာပဲတစ်ဖက်ကအုပ်စုတွင်ပြိုင်ဘက်တွေကဘရာဇီးနဲ့မော်ရိုကိုဖြစ်နေလို့ပါမနက်9နာရီပွဲမှာဘရာဇီးနဲ့မော်ရိုကိုသာတရေကျခဲ့မယ်ဆိုရင်စကော့တလန်နေနဲ့ဟေတီကိုဂိုးများများသွင်းပြီးအနိုင်ရထားရင်သူကနောက်ပွဲတွေအတွက်ပုံမအဆင်ပြေချောမွေ့သွားမှာပါအဲ့တော့ကျွန်တော်ရဲ့သုံးသက်ချက်တွေကစားသမားစင်ရင်တွေပြောပြီးွားလို့ရှိရင်ထုံးစံတိုင်းပဲကျွန်တော်ရဲ့ရွေးချယ်မှုကိုစတင်ခြင်းပါတယ်ဒီပွဲမှာကျွန်တော်မူလ DJ တလုံး90ရှုံးရနေလက်ရှိကြီးတလုံးတရေတလုံး9ပြားရှုံးတော့ဖြစ်နေတဲ့စကော့တလန်ကိုပဲကြီးကျသွားပေမဲ့ကျွန်တော်ကြိုက်ပါတယ်အနည်းဆုံးစကော့တလန် 1-0 2-0 နိုင်သွားမယ်လို့မျှော်လင့်ပါတယ်တစ်ဖက်မှာလည်းဟေတီအသင်းကတော်ရုံတန်ရုံခံစိတ်ပိတ်ကစားတဲ့အသင်းမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့လို့တုံ့ပြန်ကိုတကိုးတော့သာရခဲ့မယ်ဆိုရင်ဂိုးပေါ်ဆိုရင်ပေါ်ကောင်းပေါ်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂိုးပေါင်းဈေးကမူလ DJ နှလုံး90ရှင်းသွားနေလက်ရှိ3လုံး30နိုင်လောက်အထိကိုပြင်းပြသွားတဲ့အတွက်ကြောင့်မို့လို့စကော့တလန် 3-1 စကော့တလန် 4-1 ဖြစ်သွားနိုင်တဲ့အနေအထားတွေလည်းရှိနေပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့သုံးသက်ရွေးချယ်မှုကတော့ကျွန်တော် body နဲ့ goal ပေါင်းဘယ်တော့မှတွဲမရွေးပါဘူး။ကောင်းတယ်ဆိုတာပြောပြတာပဲရှိပါတယ်။ကျွန်တော်ရွေးချယ်မှုဒီ Scotland body ဖြစ်ပါတယ်။တူတူနိုင်ရရှိကြပါစေ။အကုန်လုံးအဆင်ပြေချောမွေ့ကြပါစေ။အားလုံးပဲကျေးဇူးတင်ပါတယ်